C ကနေမှ D minor ကိုတွားတဲ့အချိန်မှာကျွန်တော်တို့တွေ C D minor ဆိုမှရိုးရိုးတီးတာမဟုတ်ဘဲနဲ့ C နဲ့ D minor နဲ့ပေါင်းဆက်ပြီးတော့တီးလိုက်မယ်ဆိုရင်အတန်ကာလာပုံမှလာတော့တယ်ပုံမှနားထောင်လို့ကောင်းလာတယ်ဆိုတော့တခြင်းတစ်ပုတ်နားထောင်ကြည့်အောင်မင်းအချစ်တွေကိုနားလေခဲ့ပြီးခုတော့မင်းရှိကို Okay C နဲ့ D minor ကိုတွားတယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့တွေနှစ်ခုတွဲမှသုံးကြည့်အောင်မင်းအချစ်တွေကိုနားလေခဲ့ပြီးခုတော့မင်းရှိကိုပုံမှမြိုင်သွားတယ်ပေါ့နော်ပုံမှလှသွားတယ်အဲ့ဒါကိုဘယ်လိုပြောလဲဆိုရင် C နဲ့ D minor ဆိုတဲ့ကော့နှစ်ခုပေါင်းပြီးတော့ D minor 7/C ဆိုမှပုံထုတ်ထားတဲ့ကော့တွေဖြစ်ပါတယ်အရင်ကထောင်ကောင်းတယ်ပေါ့နော်ဆိုတော့ဒီလိုကော့တွေကိုကျွန်တော်တို့ C နဲ့ D minor တွားတဲ့တချင်းတိုင်းလိုမှထည့်မှတီးလို့ရတယ်နောက်တစ်ပုတ်ရှိသေးတယ်အဲ့ဒါလည်း C နဲ့ D minor ပဲပေါ့နော်La hey na do let's been down baby နည်းနည်းရိုးအီရယ်ဆိုတော့ခုနက D minor 7/C ကိုသုံးကြည့်အောင် La hey na do let's been down baby နည်းနည်းမို့တွေ့တာရွှေပြီးနေလေ Okay ဆိုတော့ဒါကတော့ C နဲ့ D minor နဲ့ကိုတွဲမှသုံးတာဖြစ်တယ်အဲ့တော့အရန်အောင်မှလာတယ်အရန်အောင်မှတောက်ပတဲ့ကာလာလေးတစ်ခုထွက်လာတယ်ပေါ့နော်ဆိုတော့ဒါကတော့ C နဲ့ D minor နဲ့တွဲသုံးတယ် Okay ဆိုတော့ဘာဖြစ်လို့ C နဲ့ D minor နဲ့ကိုတွဲသုံးရတာလဲဆိုကျွန်တော်တို့ C family လေးကိုကြည့်အောင်ပေါ့နော် C family ထဲမှာ C ရှိတယ် D minor ရှိတယ် E minor ရှိတယ် F G A minor B 10အားလုံးပေါင်းမိသားစုကောခုနှစ်ခုရှိပါတယ်ဆိုတော့အစင်လိုက်ပါပဲ C နဲ့ D minor နဲ့ကိုတွဲလိုက်တယ်အဲ့ဒါပြီးရင်ထိုင်မှာတွဲလို့ရနေတယ် C နဲ့ E minor ဆိုတော့ C နဲ့ E minor တွဲတဲ့သချင်းတွေပါရှိမလဲဆို C ကနေမှ E minor တွားတဲ့သချင်းပေါ့နော်ရိုးရိုးလေးနားလည်ရမယ်ဆိုရင်အဲ့တော့ C ကနေ E minor တွားတဲ့သချင်းဆိုရင်ခရီးယန်သမားသချင်းလေးတစ်ပုဒ်ရှိတယ်ကိုတော့ရှိနေတယ်ပေါ့နော်ခရီးယန်တွေတော့ကြားဖို့လိမ့်မယ်သိလိမ့်မယ်ပေါ့နော်ကိုတော့ရှိနေတယ်ဆိုတဲ့သချင်းလေးအဲ့သချင်းမှာကျွန်တော်တို့စုံစမ်းခြင်းတွေကိုရဆိုင်ရလေ Okay ဆိုတော့အစမှာကျွန်တော်တို့ C နဲ့ E minor နဲ့ကိုတွဲတယ်ဗျာဆိုတော့ C နဲ့ E minor နဲ့ကိုတွဲရင်ကျွန်တော်တို့အတွက်ရိုးတယ် E ရဲဆိုတဲ့ခံစားချက်မျိုးပြီးတယ်ဘာလို့လဲဆိုတော့တချင်းတိုင်းလို့ဒါကြီးပဲတီးနေတာပေါ့အဲ့တော့ကျွန်တော်တို့အခုဒီရဲ့ C နဲ့ E minor နဲ့ကိုတွဲပြီးတော့ကျွန်တော် C major 7ဆိုတဲ့ကော့လေးပုံဖော်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ C ထဲမှာပါတဲ့ note 3လုံးနဲ့ E minor ထဲမှာပါတဲ့ note 3လုံးကအမျိုးအစားနှစ်ခုတူကြတယ် C ထဲမှာကျတော့ C E G ဆိုတဲ့ note ရှိတယ် E minor ထဲမှာကျတော့ E G B ဆိုတဲ့ note ရှိတယ်ဆိုတော့ E G ဆိုတဲ့ note နှလုံးကတူကြတယ်ပေါ့နော်အဲဆိုတော့ဘာပဲကွာမလဲဆို C နဲ့ B နဲ့ပဲပို့သွားမယ်အဲဆိုတော့ C ကော့နဲ့ E minor ကော့ကိုထပ်ဆင်းလိုက်တဲ့အခါမှာ C E G B ဆိုတဲ့ note လေးရတာပေါ့နော်ဆိုတော့ C E G B note က C major 7ကိုဖော်ညွှန်းတာဖြစ်ပါတယ်အဲ့တော့ C major 7အစားထိုးလို့ရတယ်ပေါ့နော် C ကနေမှ E minor ကိုတွားရင် E minor နေရာမှာကျွန်တော်တို့ C major 7ကိုတိုက်ရိုက်အစားထိုးလိုက်မယ်ဆိုရင်ကာလာလေးကပုံမှန်ရှင်သွားတယ်လှသွားတယ်ပေါ့နော်ဆိုတော့နားထောင်ကြည့်အောင်စုံစမ်းခြင်းတွေကိုရဆိုင်ရလေ Okay အရန်အောင်ကတောက်ပါတော့လေခုနကတော့ကျွန်တော်တို့ရေရိုးလေးပေါ့နော်စုံစမ်းခြင်းတွေကိုရဆိုင်ရလေဒါတော့ E minor ဒါပေမဲ့အခုတစ်ခေါက်ကျွန်တော်က C major 7ကိုစားထိုးမယ်စုံစမ်းခြင်းတွေကိုရဆိုင်ရလေဆိုသူ့ရဲ့အဓိပ္ပာယ်ကဘယ်လိုဖြစ်သွားလဲဆိုတော့ C နဲ့လည်းဆင်တူနေတယ် E minor ဘက်ကိုလည်းယိမ်းနေတယ်ဆိုတော့ C နဲ့ E minor ကြောင့်ဆက်တွယ်ပေးတဲ့ C major 7ဆိုတဲ့ကော့လေးဖြစ်လာတာပေါ့နော်ဆိုတော့အရန်အောင်ကောင်းပါတယ်ဆိုတော့ C နဲ့ E minor သွားတဲ့အချိန်မှာကျွန်တော်တို့ဒီကော့လေးဝင်သုံးမယ်ဆိုကျွန်တော်တို့အရန်အောင်အရသာပေါ်လွင်စေတယ်ပေါ့နော်ဒါကတော့ C နဲ့ E minor နဲ့ဆက်တွယ်နေတဲ့အရာလေးပေါ့နောက်တစ်ခုရှိတယ် C နဲ့ F ကိုသွားမှာပေါ့နော်ဆိုတော့ C နဲ့ F နဲ့ကိုတွဲမှဘယ်လိုသုံးကြအဲ့ဒါလည်းရိုးရှင်းပါတယ်ကျွန်တော်တို့တွေပကံလန်းကစောင့်နေမယ်တခြင်းတို့အဲ့ဒါပြီးရင်မြင်နေခွင့်လေးပေးဆိုတဲ့သချင်းပေါ့နော်အဲ့လိုသချင်းတွေမှာတုံးတယ် C နဲ့ F နဲ့သွားတာပေါ့နော် C နဲ့ F နဲ့သွားတဲ့အချိန်မှာရိုးရိုးလေးပါပဲ F ကိုကင်ထားပြီးမှ C ကော့ကိုပုံယူလိုက်မယ်ဆိုရင် C F/C ဆိုမှဖြစ်လာမယ်ဆိုတော့ I ကော့လေးကိုသုံးလို့ရပါတယ် C နဲ့ F နဲ့ဆက်သွယ်တဲ့အချိန်မှာအဲ့တော့ Oh we you make a say to me and make it အဲ့ဆိုဒါတော့ base note က C ကိုပဲယူတယ် F တော့ F ကော့ပါပဲဒါပေမဲ့ base note က C ကိုပဲယူထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော် F/C လို့ခေါ်တယ်ဗျ
အဲ့တော့ C ကနေ F ကိုတိုက်ရိုက်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီ code လေးတွေတစ်ခါခါသုံးလို့ရပါတယ်နားထောင်ရတာလည်းပုံမှရွှင်ရွှင်မြူးလေးဖြစ်သွားစေရောเนาะဆိုတော့ဒါကတော့ F/C လို့ခေါ်တယ် Okay ဆိုတော့ F ပြီးသွားရင် G ကိုပြန်သွားရအောင်အဲ့တော့ C ကနေမှ G ကိုသွားတဲ့အချိန်ကျရင်ရောကျွန်တော်တို့ဗာသုံးကြအောင်လေအဲ့ဒါလည်းပဲ C ထဲမှာပါတဲ့ note 3လုံးနဲ့ G ထဲမှာပါတဲ့ note 3လုံးကိုကျွန်တော်တို့ပေါင်းဆက်ကြည့်တဲ့အခါမှာဘာထွက်လာလဲဆိုရင် C major 9ဆိုတဲ့ chord လေးထွက်လာတာပေါ့เนาะဆိုတော့အဲ့ရဲ့ပုံတင်ဒီအတိုင်းကျွန်တော်တို့ G chord နေရာမှာအစားထိုးကြည့်မယ်ပေါ့เนาะဒီတညာတော့ကောင်းပါလေယာ Okay အဲ့လိုလေးသုံးကြည့်အောင်ပေါ့နော် C G ဆိုတော့ဒီ G နေရာမှာကျွန်တော် C major 9ကိုအစားထိုးမယ်ဒီလိုမျိုးကင်ပါတယ်ဗျ C major 9အဲ့တော့ C G နေရာမှာကျွန်တော်တို့ G major 9ကိုC major 9ကိုအစားထိုးကြည့်မယ်ပေါ့နော်ဆိုတော့နားထောင်ကြည့်အောင်ဒီတညာတော့ကောင်းပါလေယာ Okay C major 9ပေါ့နော်အရန်ကောင်းတယ်သူကကာလာကိုတောက်ပသွားစီရောနော်C major 9လို့ခေါ်တယ်ဘယ်လိုကင်လဲဆိုရင်ကျွန်တော်ဒီမှာလက်ညိုးကို9ချိုးထိတင်လိုက်မယ်လက်ညိုး9ချိုးထိတင်မယ်3ခွက်မြောက်ပေါ့နော်အဲ့ပြီးလက်တကြွယ်ကို3အောင်ပေါ့နော်လက်တကြွယ်ကို3ချိုးမြောက်မှာတင်မယ်လက်တန်းကို4ချိုးမြောက်မှာတင်မယ်ဆိုတော့9ချိုးနေတီးရမယ် C major 9 Okay အရန်တောက်ပါတယ်အတန်လေးရပါတော့ဆိုတော့တချင်း G နေရာမှာအစားထိုးလို့ရတယ်ကင်ပုံကင်နည်းတော့နည်းနည်းလေးခက်တယ်ဒါပေမဲ့များများစူးစမ်းပြီးတော့လေ့ကျင့်မယ်ဆိုရင်ကင်တတ်တော့မှာပါတော့အရန်ကောင်းပါတယ် C ကနေမှ G ကိုတွားမဲ့အစား C major 9လေးကိုအစားထိုးပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ G ရဲ့ဆက်နွယ်မှုလေးဖြစ်ပါတယ် C နဲ့ G ရဲ့ဆက်နွယ်မှုဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုတွားမယ် A minor ပေါ့နော်ဆိုတော့ C နဲ့ A minor နဲ့ပေါင်းရင် C E G နဲ့ A C E ပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ A minor 7ဆိုတဲ့ note တစ်ခုထွက်လာတော့ပေါ့နော်တနည်းအားဖြင့် C ကိုပုံထုတ်ပြီးတော့ယူမယ်ဆိုရင် C6 လို့လည်းခေါ်လို့ရတာပေါ့နော် A minor နဲ့ C နဲ့တွဲမှသုံးလာတော့တိတ်မရှိပါဘူးဒါပေမဲ့သုံးလို့ရပါတယ်ကျွန်တော်တို့သုံးကြည့်မယ်ဆိုရင်ဘာဖြစ်အရသာတစ်ခုလေးပေါ်လာတာပေါ့နော်ဆိုတော့သုံးကြည့်အောင် A minor ပုံစံကင်ရပေါ့နော် A minor ပုံစံကင်ပြီးတော့ကျွန်တော်ဒီ C နေရာမှာလက်တန်းလာထောက်လိုက်မယ်ဆိုရင် C6 ဆိုတဲ့ note ရလာမှာဖြစ်ပါတယ်လာတန်ဒါဘာငုံနေပတ်ဆက်ပြီးတော့ show baby no in Okay မစိုးပါဘူးเนาะဒီနေ့အဓိကပြောချင်တာကတော့ကျွန်တော်တို့ C family ထဲမှာရှိတဲ့ chord တွေကိုကျွန်တော်တို့တစ်ခုနဲ့တစ်ခုသွားတဲ့အခါမှာဓာတ်ရိုက်သွားတာမဟုတ်ဘဲနဲ့ပေါင်းဆက်ပြီးတော့သွားတဲ့အခါမှာပိုပြီးမှကျွန်တော်တို့အရသာပေါ်ပေါ်လင်းလင်းတီးလို့ကောင်းတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ဒီနေ့မျှဝေပေးချင်တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အားလုံးပဲ God bless you တွေ့များနေချစ်ဤစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးရလို့တာရီပြန်ချစ်လိုက်ကောင်းလို့နေစေခုတွားတဲ့အနန္တပွင့်တို့ရင်မငူတကယ်စမတိ